You must own the sing listen. Leg when we are the muta cost of you. Yet they need so young. We mesh with the Elobe. Zavana win a deal with Damia. Manakin say shred. Lang yazzy swinging. Oh, Otanwe, Nabio Gigi, Longango Gozi, when say you Jing and Yaya Dwell. G. the Queen, Yahweh, so Sandazi, Lujon Lugao Yaro, Bangsu Arwen, Jana Meswego, Genios are meal like him, Bama Dagao Miago, I saw Dimuneville, you they came in. Ade let you live a sin. You must home northy, say listen. Leg when we are the muta cost of yellow, yet they need so young, when mesh with the Elobe. Zavana win a deed with Damia out, Manakin say shred, Lang yazzy swinging. Oh, Otanwe, Nabio Gigi. Longango Gozi, when say you Jing and Yaya Dwell. G. the Queen, Yahweh, Son Sandazi, Lujon Lugao Yaro, Bangsu Arwen, Janaro Meswego, Genios are mean like Chen. Bama Dagao Yago, I saw Dimuneve, you they came in, Ate, let you let person. Gaza Konza Swa Between Sanyin Mountain Lai Liebin Kimi Mi Gavaji Jimin Kamya Yao Java Dalin Lea Se A Adomya De Pien Twin Win Jeje Te Ao Mi De Queen Tippin Dwe Mi Dwin Dat Way Oh, you nines want a joint Gaba me, but we win. Gaba the Mayas win. Don't tell Latin. A Janya wave on your lomian. Naro be round Zudwin. Gaba ye down Timor Mountain. Ye Nanza Solin. Jolu round the zoo win, Bar went the house so darvin. Kiyoshi the Mayo Yavin, Luru Gonetadu, Chicken, where Yunja, Tanwajama Jankai Iron, Kalele, Pinya Yashiboro, Apami Bongwell, Asari Raven, Kalele, Pinya Yashiboro, Apami Bongwell, Asari Raven. Lujo Lugao let it out, Yerao, Yaka Miente, Gaza Konza Swan Avet, Sanjay and Bound down like Lepe,
ခင်မီမီကဘာကြီးကြည်မြင်နာမည်ယောက်ျားပါသားလင်လျှက်စစ်အားအသုံးများတဲ့ဖြင့်တွင်တွင်ကြဲကြဲထက်အောင်မြေတကွင်းတစ်ပင်တွေမြေတွင်ဓာတ်တွေပေါ်ယူနိုင်စွမ်းတကြွခြင်းကဘာမြေပထဝီဝင်ကဘာသမိုင်းရာဇဝင်သုံးသပ်လေလာတဲ့ကြံညာဝေပန်မျောလို့မြင်ငါတို့ပြည်တော်စုတွင်ကဘာရေကြောင်းတင်မောမောင်းတယ်ရေပြင်းနှမ်းသာဆုံးလင်းတို့လူချိုလူကောင်းတစုတွင်ပါဝင်တယောက်ဆိုတာပဲတကိုင်းနဲ့ညီတော်မြတ်ဆရာမိတာစေတနာအေးအေးမြမြပန်းကလေးညရွာဝင်လန်းစီပြေတာဘဝကြီးစားလာဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချောကဆုံးမပြုံးလာမြတ်တော်ဆရာအလိမ္မာရီတို့မြင့်စီမှုပညာရီပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပတ်ဥခိုင်ပါတယ်မြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးလေးလေးတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါငယ်ငါထိုင်ဆရာဦးဘာဘူးလူလူတွေ့ကငေးကနှလုံးသားမှာပီတိဝေဖြာစရုပ်လုံယုံများမှာကြီးကြီးလေးတမတော်လေးမှာရောက်ရှိနေပါပြီကောဒီရောချမ်းပေးရစီကတရားအခုပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်လူဝဲတာအေးမြမြတ်တာမြေဝမရဲ့ရဖြာဆရာမြတ်တာညာချာကြွဆုံးမနာယူလက်ကလေးကိုပတ်ဥခိုင်ပါတယ်မြတ်ဆရာမြတ်ဆရာတကိုင်းညီတော်မြတ်ဆရာမြတ်တာစေတနာအေးအေးမြမြပန်းကလေးများစွာပွေလန်းစီခဲ့တာဘဝကြီးစားအလားဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချောကဆုံးမပြောတာမြတ်တော်ဆရာအလိမ္မာရီတို့မြင့်စီမှုပညာရီပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပတ်ဥခိုင်ပါရဲ့မြတ်ဆရာ
မြတ်စရာပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်စရာထောင်းလုံးမဲလေးတန်ချူတီးကဟိုအဝေးမှလွင့်ပြန်လာခါခိုင်းနာထိုင်ဆရာဦးဘာကူလူလူတွေ့ကငေးကနှလုံးသားမှာပီတိဝေဖြာစရုံအလုံးယုံများမှာကြီးမြည်လေးတက်မတော်လေးမှာရောက်ရှိနေပါပြီကောတည်ပေါင်းသိပ္ပမချမ်းပင်ရစီကတရားအဖို့ပေးဝေခဲ့တာဆရာဦးရဲ့ဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည်လူဝမ်းသာအေးညာမြတ်တာမြေဝမမြေကြီးဖြာချမ်းမြတ်တာမြတ်တာမြတ်ထားကြစုံမနာယူလက်ခလေးကိုပိုင်ဦးခိုင်ပါလေမြတ်စရာမြတ်စရာမြတ်ထားကြစုံမနာယူလက်ခလေးကိုပိုင်ဦးခိုင်ပါလေမြတ်စရာမြတ်စရာဆရာဆိုတာဘုံရှိပါတယ်အနန္တောအနန္တဂိုင်းဝင်မှာဘုရားနဲ့တဂိုင်းနဲ့တွေ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ဆရာဖြစ်ချင်တာတော့မှဖြစ်လို့မလွယ်ခဲ့ပါဘူးကျွန်တော်တို့လက်ကိုမှတော့ဖြစ်ခဲ့ဘူးပါတယ်မလွယ်ခဲ့ပါဘူးဒါကြောင့်လို့ဆရာဆရာမကြီးကပြန်တွေ့တဲ့အခါမှာကျွန်တော်ကစဉ်းစားနေတဲ့ထိုင်နဲ့ငါအပေါ်ပါများဘုံပြီးမလားလို့တော်သေးတယ်ဘုံပြီးပေါ့ဘုံပြီးဆိုတာကျွန်တော်နည်းနည်းနှစ်သက်တော်မင်္ဂ
ဒီဆရာဆရာမတွေကသင်ကြားခဲ့လို့ကျွန်တော်တို့လူဖြစ်တာပါလူဖြစ်ဖို့မလွယ်ပါဘူးလူတို့ဖြစ်ဖို့လွယ်ပါတယ်လူရန်ကဖြစ်ဖို့လွယ်ပါတယ်ဘာသာမရှိတဲ့လူဖြစ်ဖို့လွယ်ပါတယ်သို့တော်လည်းအခုလို့ကြီးလာတဲ့လူတိုင်းလူတိုင်းကဝေကောင်းစားလာပေါ့နော်ဖြစ်စကားတော့ဘယ်လိုခေါ်လဲတော့မသိဘူးလာတနေ့ကို7 နာရီ 9 နာရီလောက်နေခဲ့ရပါတယ်နေတဲ့အခါမှာဆရာဆရာမတွေရဲ့လက်ဦးဆရာမိတိုင်းစတော့မိဘပေါ့ဒါပေမဲ့တကယ်ဆရာရင်းနဲ့ဆရာမရင်းကျောင်းမှာနေခဲ့လို့အတွေ့အကြုံတွေအပြုမှုတွေအပြောအဆိုတွေတော့မှမင်းကောင်းရမှာဒါပေမဲ့ဒီလိုကတော့ကျွန်တော်တို့စိတ်ထဲတော့နည်းနည်းတော့မခံချင်းဘူးပေါ့နော်တို့တော့လေအခုတော့ဘာမှပြန်ပြလိုက်တဲ့ခါကျဒီဆရာတွေစာဒီဆရာဆုံးမခဲ့တာဒီဆရာမပြောခဲ့တာတွေဟာဒီနေ့လူ့ဘဝမှာကျွန်တော်တို့တက်ရှင်တဲ့အခါအမျိုးမျိုးအသုံးကြတာအဲ့ဒီနာလို့သွားခြင်းကျွန်တော်အားအားနဲ့ရှားမှာဆိုရင်တကယ်လေးတယောက်ကအိတ်တော်နဲ့ခင်တော့ကိုရိုနာကအဲ့ဒီအိမ်သာဘောက်ကိုရေလောင်းပြီးကျွန်တော်အဲ့ဒီအိမ်သာဘောက်ကဆေးပြီးတော့အပြိုဆွဲရဇလားတွေထုတ်ရတယ်အဲ့ဒီကနေကျွန်တော်ပြီးတော့လုံးစင်သွားကြည့်ရတယ်3 နိုင်ခွဲကျောင်းကတော့3 နိုင်ခွဲလွတ်တာပြီးပဲနေပါအဲ့တော့အဲ့ဒီနေရာကိုသွားကြည့်ကြတော့တော့အရာကောင်းသွားဝိနည်းတွေဆိုတော့ဒီလိုမျိုးပြရတယ်ဝိသာတွေဆိုတော့ကျွန်တော်ရဲ့ကြီးရတော့ပုံနဲ့ရှိပါတယ်အရှိပါလေရှိပါတယ်ဒီဒေတာတွေပါလေရှိပါတယ်ဒီနေ့တော့ပြီးဆုံးနေနေရတယ်နောက်တစ်ခုဆက်တော့နေတာဆရာဆရာကြီးတွေကမိသာနဲနေပါဘူးစီးသာအခြေရောက်ပါဘူးကျွန်တော်တို့ပြုစရာရှိရင်အပြုတွေအားရအခုတည်းကကျွန်တော်တို့ကုသိုလ်ပြင်နိုင်ပါတယ်အဲ့တော့ကုသိုလ်ကြရပါဆောင်းရလာတော့ဆရာဆရာမအားလုံးရဲ့ကျေးဇူးကိုကြီးပွားကြပါစေအဖွဲ့သောတာကိုလည်းကြီးကြီးကျယ်ကျယ်ပါလေဘုံယူတဲ့တာလေဘုံပြုပါလေဘုံယူပါလေခင်ဗျာကျေးဇူးတင်ပါတယ်ဒီနေ့အနာကိုပြောရတာတော့အင်းနိုင်တာဆိုအင်းနိုင်ရောဒီလိုမျိုးတော့မှာတာဆိုတော့ဒီလိုမျိုးရရင်ကောင်းပြီးတော့မျိုးရရင်ဒီလိုမျိုးတော့တော့တော့ဒီဟောရဒီလိုဟောရအားလုံးကျောင်းမှာစနေကြတာဒီတော့သူ့လိုတော့ဟောချက်တာဒီကနေ့အနာရလေးကိုကျောင်းသားကျောင်းဒီဟောရရဲ့ဝမ်းသာခြင်းကြီးကိုယ်စီချမ်းမြေ့ခြင်းနဲ့ရှင်တဲ့ဒီဖြစ်စရာနေ့ရက်ဘာလို့ရဖြစ်ပါလဲ။ကျောင်းရည်တဲ့ငယ်ကြီးများနဲ့ကျန်တဲ့ဆုံးဖြတ်ရတဲ့အတွက်ကိုယ်စီရလို့ကျေးဇူးရှင်ဆရာဆရာမများ30နှစ်တည်းရောက်ခါလာဖြစ်သူတော်တော်မရတဲ့အတွက်အိမ်မှုဝါဒကြီးပါလေ။ဒီနေ့တည်းညီညီများချစ်ကြည်ရင်းနှီးမှုများစနစ်တကျတိုးတက်ဆောင်ရွက်တာမှုများဖြင့်ဒီဆောင်ရွက်တဲ့ကြာမှာအခု30နှစ်တည်းရောက်ဖြစ်ဘုံယူရတော့ပေါ့ပေါ့လာခဲ့တော်လာကောင်းလို့ဟောတာဒီနေရာတွေပြီးတော့သိသိပညာပြောကြလို့ပါအသေးဝင်များဆန္ဒနဲ့ရွေးချက်တရားပြုနိုင်ရတော့အလုံးစုတော်များနေပတ်ဖို့ကူညီပြီးတော်လာကောင်းလို့ဟောပြမှာအထက်အဆက်ညီညီဖြင့်အငြိမ်းသားဆရာဆရာမများအားဆောင်ရွက်ခဲ့ကြသည်ကိုလည်းဘုံယူစွာတွေ့မြင်ရပါတယ်အထူးသဖြင့်မျိုးဆက်တဲ့ကျောင်းသားကျောင်းသူဟောင်းကြီးတွေဒီပငယ်လေးများတက်ကြွစွာပါဝင်ဆောင်ရွက်လာကြတဲ့အတွက်ဝမ်းမြောက်စွာတွေ့မြင်ရပါတယ်ဒီမှာရေကောင်းပြီးတော့ကလည်းတို့လူတော်များအတိမတ်ပြီးအဲဒီလိုဘုံယူဝမ်းမြောက်စွာပြောကြလို့ပါတယ်ကိုတို့ပဲနေရာအားလုံးမှာဆောင်ရွက်ခဲ့ကြတဲ့အတွက်ယခုလိုဒီမှာအောင်ရတော့ခန္ဓာပေါ်လာတဲ့ဖြစ်ပါတယ်တော့ကျောင်းတော်ကြီးဖွင့်ထုတ်တဲ့ကျောင်းသားကျောင်းသူဟောင်းများရေးကိစ္စများ
စီးရကျင်းပရေးကော်မတီဥက္ကဋ္ဌနဲ့တကွလုံးထုဆောင်ကျောင်းသူကျောင်းသားဟောင်းများမှကျိုးပန်းဆောင်ရွက်ချက်များကိုယနေ့ခန္ဓာမှာအောင်မြင်စွာမြင်တွေ့ရပါတယ်။စီဝေးမှာတမတ်ဆုံးဖြတ်ထားတဲ့နှုံသားအတိုင်းကိုကြီးထောက်ပံ့ပေးရပါတယ်။ဒီ73ရက်12လ2015နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။ကျမ်းမာရေးကိုကြီးစောင့်ရှောက်မှုလုပ်ငန်းစဉ်အတွက်အလူငွေများပါဝင်လူတန်းကြဖို့လည်းတိုက်တွန်းလို့ဆိုအပ်ပါတယ်။ကျောင်းသူကျောင်းသားရေးရပုံစံတွေလည်းကျောင်းသူကျောင်းသားဟောင်းများရဲ့နာရီကိစ္စများမှာပါဝင်ကိုကြီးဆောင်ပြီးနာရီကျောင်းသားတွေများပြည့်ရရှိပါတယ်။လူဆက်ကြီးကျောင်းသားကျောင်းသူဟောင်းများရဲ့တံမီးကျောင်းသားမှုတွေနဲ့ professional training နဲ့ဒီဒါတွေရှိတာဆောင်ရည်ရှိပါတယ်။ဒီရှိရင်ကတိုင်းတွေနဲ့ညုံမှဆောင်ရည်တွေနဲ့ဥပဒေချက်တွေပါဝင်လူတန်းကြဖို့လည်းဒီဒါတွေခံလို့ဆိုပါတယ်။အတူဘူပေါင်းဆောင်ရည်ကြပါရစေဖိတ်ခေါ်ပါလေကျောင်းသူကျောင်းသားဟောင်းများမျိုးဆက်တွေရမှာလေဒီကျောင်းသူကျောင်းသားများအသင်းကိုဆက်လက်ပုံကြောင်းတော်ဝင်နိုင်ဖို့လေအသင်းနဲ့လည်းဘူပေါင်းကြပါအသင်းကိုလည်းဝင်ကြပါလိုအပ်တဲ့အောင်များကိုလည်းအကြံဉာဏ်များလည်းပေးကြပါအားလုံးဘူပေါင်းပါဝင်နေဆိုရင်တော့အသင်းကြီးအောင်မြင်မှုကလည်းရှေ့ဆက်ပြီးတော့လာလာအောင်များအောင်မြင်လို့ရမှာပါဒီကောင်းဒီလို